Development TikTok ကောက်ဖွင့်ထားပြီးတော့မှဘာဗီဒီယိုတင်ရမယ်မသိတဲ့သူတွေရှိကြလားဒီကနေ့မှာတော့မြန်မာနိုင်ငံမှာလူအကြည့်အများဆုံးနဲ့အပေါက်ဆုံးဗီဒီယို content niche 9ခုကိုပြပြယူသားမှာဖြစ်ပါတယ်။နံပါတ်5နေရာမှာရှိနေတာကတော့တရားတော်တွေပဲဖြစ်ပါတယ်။တရားတော်တွေကို AI နဲ့ပြုလုပ်ခြင်းအပြင်ကျွန်တော်တို့အနေနဲ့ TikTok မှာဒေါ်လာရှာလို့ရပါတယ်။ဒါပေမဲ့ဒီပါကတရားတော်တွေအနေနဲ့မြန်မာနိုင်ငံကလူတွေကပုံပြီးကြည့်တာများတာကြောင့်မလို့ဒေါ်လာရှာတဲ့နေရာမှာတော့ဒေါ်လာဘယ်လိုလေးနေနိုင်ပါတယ်။နံပါတ်4နေရာမှာရှိနေတာကြတော့horror story ပါ horror story ကပေါက်နေတယ်ဆိုပေမဲ့ဇလန်းစတောက်မှာ motive ပြီးတော့မှ 2D animation တွေကလည်းတကယ်ကိုကောင်းမှုလေလိုပါတယ်နံပါတ်3နေရာမှာရှိနေတာကတော့ comedy ပါဒီမှာဟာတာနောက်ခံကပြောကြတဲ့အငိမ့်လေးတွေကိုကျွန်တော်တို့တွေကဗဇက်လောက်တဲ့ character လေးတွေဖန်တီးပြီးတော့မှတင်မယ်ဆိုလို့ရှိရင်ဒီကနေတော်တော်လေးကိုမှ view ရနိုင်ပြီးတော့မှဒေါ်လာလဲရှာလို့ကောင်းတဲ့ niche တစ်ခုဖြစ်ပါတယ်နံပါတ်2နေရာမှာရှိနေတာကြတော့အားလုံးပဲသိကြတဲ့အတိုင်း movie recap တွေပဲဖြစ်ပါတယ် movie recap တွေကတော့အခုလောလောဆယ်မှာအတော်လေးလက်ခေတ်စားနေသလို translate လုပ်တာနဲ့ AI နဲ့အစအဆုံး edit လုပ်လို့ရနေကြကြောင်းမလို့တော်တော်များများလိုက်လုပ်နေတဲ့ niche တစ်ခုဖြစ်ပါတယ်နံပါတ်1နေရာမှာရှိနေတာကကြတော့ football edit တွေပဲဖြစ်ပါတယ် football edit တွေကဝင်ငွေအကောင်းဆုံးနဲ့အကျန်းဆုံးလို့ပြောလို့ရပါတယ်ပြီးတော့သူက international view အရနိုင်ဆုံး niche တစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့ football video တွေက copyrighted content တွေဖြစ်တာကြောင့်မလို့ပတ်ဖို့အတွက်ကိုတော့မကသူက copyright မငြိဖို့အတွက်လည်းတော်တော်လေးကိုမှစူးစမ်းပြီးအတရားဗီဒီယိုမျိုးစားဖြစ်ပါတယ်ဒါပေမဲ့ကိုကလွတ်တက်သွားပြီဆိုလို့ရှိရင်တော့ဒီကနေဒေါ်လာတွေကိုအရှိကပြောခဲ့တဲ့ content niche တွေအားလုံးထက်ကိုမှပို့ပြီးတော့ရရှိနိုင်ပါတယ်အဲ့တော့ပြည်သက်တို့လည်းဘာတွေတင်ပြီးတော့မှ TikTok မှာဒေါ်လာရှာနေကြလဲဆိုတာတွေကိုခွန်မလေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးသွားခဲ့လို့ရပါတယ်